မှာနေတော့လေအဆင်ပြေတယ်ပေါ့နော်မိန်းမကိုတစ်ခါတည်းကနေဝိုင်းလုပ်ပေးနိုင်တယ်။ဒီနေ့ကကျတော့ဒါတိတ်နာမလဲတဲ့ခါကျတော့ဝိုင်းမလုပ်ပေးဘူး။ခုနကကျမိန်းမလည်းပုံနေဆိုတော့သူလည်းပိုင်းမိန်းမထားကျတော့သူထားမချက်ခံတော့ကိုယ့်အမှုပဲထားချက်တော့တယ်။ဟောဒီကမန်းမှာဆိုနိုင်တဲ့စင်းလေးတော့ပြောတော့နိုင်တဲ့စင်းလည်းမလုပ်တော့အဲ့လိုမျိုးတော့ရပါတယ်။Care leadership empowerment in Myanmar. Care leadership. အမျိုးသမီးတွေဥဆောင်တဲ့အမျိုးသမီးတွေမှာစွမ်းရည်တွေပြည့်ဝလာဖို့အတွက်ရည်ရွယ်ထားတဲ့စီမံကိန်းလေးဖြစ်တယ်။အလောက်ကပြန်လို့ရှိရင်ရောက်ရောက်ချင်းဘာမှမလုပ်သေးဘဲနဲ့သူနဲ့အရင်ရွေးပြအောင်စကားလေးပြောပေးတယ်ပြီးမှတားမလုပ်ချင်တာလည်းပြီးတော့သူနဲ့အဲ့လိုလိုက်ပြီးဆော့ပြီးတော့လမ်းလေးပါလေးရှောက်ပြီးရှောက်ပြီးတယ်နော်အချိန်ပေးတာပို့ပြီးတော့များလာတယ်ပေါ့ဒီနေ့တိုင်းနဲ့တရားတော်တက်ရောက်တာအခုချိန်ဆို၄ချိန်ရှိပါပြီ။တင်တဲ့ညီလေးရောဂျန်တာမားဘူးနဲ့အလုပ်ပဲပြင်ဆင်ခြင်းအခုမိဘပြောဥစားပြီ။တင်တဲ့မနေ့ညီရတော့တစ်ခါတလေအလုပ်တစ်ခါတလေဆိုရင်စဉ်းစားရပါရသူရာလေးပါလေးရှိရဲ့။တင်တဲ့တက်ပြီးတော့ကိုယ်ကိုယ်ကြည့်မှုတွေရှိလာတယ်။အခုဆိုစဉ်းစားချက်မှန်ကန်လာချလိုက်တယ်။တင်တဲ့ညီရတော့ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာတင်တဲ့ကနေစလို့အခုပေါ့အသိပညာဖွံ့ဖြိုးမှုဆိုင်ရာနှစ်ခုရှိပြီပေါ့တက်ပြီးချိန်မှာကြတော့ဘယ်လိုဖြစ်လဲကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ရင်သွေးကိုယ့်ရဲ့ဒါအနာဂတ်တွေပဲပေါ့နော်အဲ့လိုကြတော့တေချာပြုစုပြိုးထောင်မဲ့နီလန်းတည်ရတယ်ကျန်းမာရေးဆိုင်ရာလူမှုရေးဆိုင်ရာသူ့ရဲ့ပညာရေးပိုင်းဆိုင်ရာအဲ့လိုမျိုးပေါ့လူမှုရေးပိုင်းဆိုင်ရာတွေအစကိုဘယ်လိုတုံ့ပြန်ရမယ်ဘယ်လိုဆုံးမရမယ်ကလေးငယ်ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကလေးငယ်ရဲ့ပြောမလို့ရှေ့လျှောက်နာဂတ်မှာကိုကျင်းစာတရားဒီလိုမြတ်တာထားတဲ့ကိုယ့်ရဲ့နာဂတ်ကောင်းမွန်မရှင်းသန်နိုင်မှုတော့ကိုခွင့်ရည်လေးအများကြီးသိခဲ့ရတယ်နော်ကျိုးထောင်နိုင်တဲ့သိပညာသိလာ